အားလုံးပဲမင်္ဂလာပါရှင်။ Mias for Family Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့ဝင်ပြပေးခြင်းတဲ့ဟင်းနေရာလေးကတော့ကျက်သွန်ဖူးကြော်လေးပဲဖြစ်ပါတယ်။လွယ်ကူရိုးရှင်းသားတဲ့ကျက်သွန်ဖူးကြော်လေးရဖို့အတွက်ပထမဦးဆုံးအိုးရဲကိုစီးထည့်ပါမယ်။စီဖူလာပါကကျက်သွန်ဖြူကျက်သွန်နီစီတက်ပါမယ်။နောက်အရသာအတွက်ကတော့စားဟိခမို့အနေငယ်ထည့်ပါမယ်။နောက်ကျက်သွန်ဖြူကျက်သွန်နီရဲ့ကိုခရုစီအနေငယ်ထည့်ပါမယ်။စီတက်လေးမွေးလာပြီဆိုရင်တော့အစင်သေးရေးစေထားတဲ့အနီရောတုံးလေးတုံးထားတဲ့ကျက်သွန်မိန်လေးထည့်ပြီးတော့မှကြော်ပါမယ်။ကျက်သွန်မူလေးတွေဣလာပြီဆိုရင်တော့ကြက်ဥဖောက်ထည့်ပါမယ်။ကြက်ဥလေးထည့်ပြီးတဲ့အခါမှာတအောင်ကြောင်မွေးပေးပါမယ်။အခုဆိုရင်တော့အရသာရှိလာတဲ့ကျက်သွန်ဖူးကြက်ဥကြော်လေးရပါပြီ။ကျက်သွန်ဖူးလေးကြော်ရတာကအရင်လွယ်ကူရိုးရှင်းတာမို့လို့လိုက်ပြီးကြည့်ကြပါနော်။ဗီဒီယိုလေးကိုတက်တက်ဆိုရင်တော့ like and subscribe လေးနဲ့အားပေးတော့မပေးပါနဲ့နော်။ပိုကောင်းတဲ့ဟင်းနေရာတွေနဲ့တူတူပြန်လာခဲ့ပါမယ်။တတပါ။